တွေ့ခဲ့အောင်လုပ်ခေါ်ပါတယ်ဒီကနေ့ဝင်လို့တော့မှာဟောဒီကပီတေကိုခဏခဏလာတော့ပြင်းနေတာ ခြေတာဘယ်နဲ့ချိန်မှကန်ထိုးခြင်းလဲရှင် ဒါပထမဆုံးကြိတ်အခက်ကနေခါလေးပေါ့လိုက်ကောင်းပါပဲလို့ခါတော့ဒါလေးလဲဆိုတော့စဉ်းစားထားပါသားလေးကဘာလုံးလေးလို့ရှိသေးတယ်လေဟုတ်မယ်လေလက်ညနေစုလာယူပါရှင် အောင်ဆောင်ဝင်တာမွေးမှနေတယ်ဟောမနေ့ကလာပြီးဟိုမေကာစားမေနေလိုက်တာပြောတော့ပေါ့ဟောမရှိပါနဲ့ဟောလက်မြန်လာပြီးစုလာယူဟော နံပါတ်ပြပြအောင်ဟွာတာဂီတာလာတာဒီကပီတီကနေဝင်ချင်းမှာပဲတွေ့တာပါဒါတော့ပထမဦးဆုံးချိန်ပါကောင်းမှပြောပါတယ်လက်မြန်လေးစုလိုက်ယူပါနော်